အင်ဂျင်စုလေးအားလုံးပဲမင်္ဂလာပါရှင်အင်ဂျင်ဒီနေ့မျှဝေပေးချင်တာကမိမိတို့ရဲ့ဘဝမှာနှောက်ယှက်အတိုက်ခိုက်တွေနဲ့ကြုံတွေ့နေရတဲ့ဆိုလို့ရှိရင်အဋိဌံပြုပြီးတော့ဆူတောင်းလို့ရတဲ့နေရာလေးဖြစ်ပါတယ်ရှင်အဲ့ဒီနေရာလေးကတော့ရွှေကုံဘုရားကြီးမှာရှိတဲ့ဥဒုံတစောင်းကြီးမှာတည်ရှိပါတယ်ရှင်ဥဒုံတစောင်းကြီးဟာဆိုရင်တော့ရွှေကုံဘုရားကြီးရဲ့မြောက်ဖက်မုတ်ကနေပြီးတော့မြောက်ဖက်မုတ်ဆောင်နှန်းကနေတဲ့တဲ့ကြီးတက်လာမယ်ဆိုရင်ညာဘက်ချမ်းမှာတည်ရှိပါတယ်ရှင်မျက်နှာချင်းဆိုင်မှာတော့ဝိဇ္ဇာတစောင်းရှိပါတယ်ရှင်ဥဒုံတစောင်းကြီးကိုအခုလည်းရှိအင်ဂျင်နဲ့တူတူသွားရောက်ပြီးတော့ကြည့်ရှုလိုက်အောင်ကိုဆိုရင်ဥဒုံတစောင်းကြီးကိုရောက်ရှိနေပြီဖြစ်ပါတယ်ရှင်ဥဒုံတစောင်းကြီးကိုအထဲကိုတဲ့ယူဝင်သွားမယ်ဆိုလို့ရှိရင်ဥဒုံတစောင်းကြီးမှာရှိနေတဲ့ပင်မမူလမြတ်စွာဗုဒ္ဓမြတ်စွာဘုရားကြီးရဲ့အနောက်ဘက်ထဲကိုလမ်းကြားလေးတိုင်းတက်တက်လေးဝင်သွားရပါတယ်ရှင်အဲ့လိုတက်တက်လေးဝင်သွားပြီးရင်မူလဗုဒ္ဓမြတ်စွာဘုရားကြီးရဲ့ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအနောက်ဘက်ကျောဘက်တက်တဲ့အနောက်ဘက်ကဗုဒ္ဓရုပ်ပွားတော်နှစ်စုရဲ့ပလင်ခုံအောက်တက်တဲ့နေရာမှာအဆောင်လျှောက်ဘလူးရုပ်ထုလေးရှိနေပါတယ်ရှင်အဲ့ဒီဘလူးရုပ်ထုလေးအဆောင်လျှောက်ဘလူးရုပ်ထုလေးရဆိုရင်ထူးထူးခြားခြားနဲ့ကိုတည်ရှိနေတာဖြစ်တဲ့အတွက်အဲ့ဒီနေရာမှာမိမိတို့ရဲ့အလုပ်တွင်းမှာရှိနေတဲ့အနှောက်အယှက်အတိုက်ခိုက်တွေကြုံရတာပဲဖြစ်ဖြစ်မိမိတို့ရဲ့ဘဝမှာကြုံတွေ့နေရတဲ့အခက်အခဲအတိုက်အခိုက်တွေအားလုံးကိုပပျောက်စေလိုရဲဆိုရင်တော့အဲ့ဒီနေရာမှာအဋိဌံပြုပြီးတော့ကြော်ဝဲပေးပြီးလှူပြီးတော့ဆူတောင်းဒိဋ္ဌံတွေပြုကြပါတယ်ဒါဆိုရင်တော့မိမိတို့ရဲ့ဘဝမှာကြုံတွေ့နေရတဲ့အလုပ်တွင်းမှာကြုံတွေ့နေရတဲ့အခက်အခဲအတိုက်အခိုက်အနှောက်အယှက်အားလုံးဟာဒီပြောက်အောင်မြင်သွားမှာဖြစ်ပါရဲ့ရှင်မိမိကအနိုင်ရအောင်မြင်သွားမှာဖြစ်ပါရဲ့ရှင်အဲဒါကြောင့်အင်ဂျီကဒီနေ့လေးတွေကိုအနှောက်အယှက်တိုက်ခိုက်တွေကြုံလာခဲ့တယ်ဆိုလို့ရှိရင်တွားရောက်ပြီးတော့ဆူတောင်းဒိဋ္ဌံပြုလို့ရတဲ့ဥဒုံတစောင်းထဲမှာရှိနေတဲ့ဆောင်းလျှောက်ဘလူးရုပ်ထုလေးအကြောင်းကိုအင်ဂျီကနေဒီနေ့မျှဝေပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်အင်ဂျီစလေးအားလုံးအနှောက်အယှက်တိုက်ခိုက်တွေကင်းပြီးစိတ်ချမ်းသာကိုယ်ချမ်းသာလူအားဆန္ဒပြေဝကြပါစေရှင်